ကျွန်တော်ကအရီရှန်စัจ java လာကိုဖန်ဆင်းခဲ့တဲ့နတ်ဖျားတွေထဲကတပါးဖြစ်တဲ့ Celestial ရဲ့ခေါင်းဆောင်ပဲစัจ java လာကိုအလင်းရောင်ပေးဖို့ပထမဆုံးနေ့ကိုကျွန်တော်ဖန်ဆင်းခဲ့တယ်ခေါင်းဆောင်တယောက်အနေနဲ့ကျွန်တော်မှာကြီးမားတဲ့ဉာဏ်ပညာနဲ့မဟာဗျူဟာတွေရှိတယ်စัจ java လာလည်းဟန်ချက်ညီမှုကိုထိမ့်သိမ့်ဖို့အစီရင်အမျိုးမျိုးကိုကျွန်တော်ချမှတ်ထဲတယ်ကြိုအတီးတီးပေါ်မှာ Celestial မျိုးစစ်တွေကိုကျွန်တော်ဖြန့်ကျဲခဲ့တယ်ဘာလို့လဲဆိုတော့နှစ်ပေါင်းဘီလီယံတစ်ထောင်တိုင်းမှာ Celestial တပါးမွေးဖွားလာရမယ်လေကဘာချိုးကိုတော့တီယာမတ်ကိုမွေးဖွားပေးဖို့ရွေးချယ်ခဲ့တယ်တီယာမတ်ကြီးထွားဖို့အတွက်ဉာဏ်ကြီးရှိတဲ့တက်စီတွေစီကကြီးမားတဲ့စွမ်းရည်ပမာဏလိုအပ်တယ်ဒါပေမဲ့လူသားတွေကိုစားသုံးတဲ့ Deviants တွေကကျွန်တော်အစီရင်ကိုလာနှုတ်ရက်ခဲ့တယ်ဒါကြောင့်တီယာမတ်ရဲ့မွေးဖွားခြင်းကိုအရှိန်မြင့်ပြီး Deviants တွေကိုရှင်းလင်းဖို့ Eternal တွေကိုကဘာပေါ်လွှတ်လိုက်တယ်Eternal ရဲ့ခေါင်းဆောင်အေဂျက်ဟာသူ့ရင်ဘတ်ကတတ်သူလုံလဲကနေစင်ကျွန်တော်နဲ့ဆက်သွယ်နိုင်ပြီးအခြေအနေတွေကိုသတင်းပို့နိုင်တယ်ဒါပေမဲ့အေဂျက်ကကဘာချိုကိုချစ်သွားပြီး Celestial ရဲ့အစီရင်ကိုတန်တရားဝင်လာတယ်1931ခုနှစ်မှာနောက်ဆုံး Deviants တွေအကုန်ရှင်းလင်းပြီးတဲ့နောက် Eternal တွေဟာအတင်းသဘောထားမတိုက်ဆိုင်မှုတွေကြောင့်ကွဲသွားကြတယ်နှစ်ပေါင်းများစွာကြာတော့ပျောက်ကွယ်သွားပြီးထင်တဲ့ Deviants တွေplanပေါ်လာပြီး Sassy နဲ့ Sprite ကိုတိုက်ခိုက်ခဲ့တယ်ပိုဆိုးတာလားသူတို့ဟာ Eternal တွေရဲ့စွိုင်းအိမ်ကိုစုယူနိုင်တဲ့အထိစင့်ကဲပြောင်းလဲလာတာပဲSassy နဲ့သူ့အဖော်တွေဟာကြံရှိနေတဲ့ Eternal တွေကိုပြန်လဲရှာဖွေဖို့ထပ်လာခဲ့ကြတယ်နောက်ပိုင်းမှာတတူလုံးလေးကိုအမွေဆက်ခံပြီးတဲ့နောက် Sassy ကအမှန်တရားကိုသိသွားတယ်လူဦးရေနဲ့စွိုင်းအိမ်ကသတ်မှတ်ထားတဲ့အမတ်တစ်ခုကိုရောက်သွားတဲ့အခါတီယာမတ်ကထပ်ပေါ်လာပြီးကဘာဂျိုးကိုဖက်စီးပင်မှာပဲ Eternal တွေနဲ့ Deviants တွေဆိုတာ Celestial တပါးမွေးဖွားလာဖို့အတွက်အသုံးချခံကိရိယာတွေတတ်ပဲကဘာဘောကလူသားတွေရဲ့စွိုင်းအိမ်ကသတ်မှတ်ချက်ကိုပြည့်ပြီးသွားပြီးမို့ Celestial အသစ်တပါးမွေးဖွားဖို့အချိန်တန်နေပြီဒီအစီရင်ကို Eternal တချို့ကစန့်ကျင်ခဲ့ကြတယ်Sassy ကကျွန်တော်ကိုဆက်သွယ်လာပြီးသူ့ရဲ့တန်တရားတွေကိုပြောပြတော့ကျွန်တော်ကရှင်းလင်းပြသတဲ့အထီတစ်ခုပဲပေးခဲ့တယ်မကြခင်မှာပဲ Celestial အသစ်နိုးထားလာတော့မယ့်အချိန်ကဘာမြေကြီးဟာပြင်းထန်စွာတုန်ခါလာတယ်Eternal တွေဟာသူတို့ရဲ့စွမ်းအားတွေကိုစူးစီးပြီးစွမ်းရည်အားလိုကိုSassyစီလွေးပြောင်းပေးလိုက်တယ်သူ့ကိုနှက်ဖျားလိုစွမ်းအားတွေပေးအပ်လိုက်တာပဲဒီစွမ်းအားနဲ့သူက Celestial အသစ်ရဲ့မွေးဖွားခြင်းကိုရပ်တန့်ဖို့ရွေးချယ်ခဲ့တယ်ကျွန်တော်ရဲ့စန္ဒကိုစန့်ကျင်ပြီးတဲ့နောက်မှာတော့ကျွန်တော်ကSassyကိုရှာတွေ့ပြီးစัจ java လာထိတ်ကိုပြန်ခေါ်လာခဲ့တယ်သူက Celestial တပါးရဲ့မွေးဖွားခြင်းကိုတားဆီးခဲ့တယ်ကျွန်တော်ကိုယ်တိုင်ကဘာမြေပေါ်ကိုဆင်းသက်ပြီးဒီကိစ္စကိုတရားစီရင်ဆုံးဖြတ်မယ်Sassy ရဲ့ဆုံးဖြတ်ချက်ကမှန်တယ်လို့တင်ထင်လားဒါမှမဟုတ်နတ်ဖျားတပါးရဲ့အသက်ကိုကယ်တင်ဖို့တဲ့လူသားမျိုးနွယ်တစ်ခုလုံးကိုစတေးတင်တယ်လား